ဒါကတော့စီးကျန်းတတိယနှစ်မှာတနည်းဒါပါတွေလောက်ရလဲဆိုတာလေးကိုရိုက်ပြတာပြီးဘယ်လိုလေးပဲဖြစ်ပါတယ်ဒီနေ့ကတော့လမ်းတော်မှာပဲပေါ့နော်ထူးခြားခြားတော့လောက်ရမှာမရှိဘူးတနည်းကုန်လက်ချပါပဲ9နိုင်ရနေ4နိုင်အထိပေါ့နော်ပထမဦးဆုံးဒီနေ့ထူးခြားတာကတော့အဲ့စာရွက်လေးတွေပေးရပေါ့နော်အဲ့စာရွက်လေးတွေကပါလဲဆိုတော့မိကုန်းလေးတွေပါတယ်စစ်တမ်းကောက်ရမယ်ပေါ့နော်နောက်ဒီနေ့ဒီဘက်ထဲမှာပဲပေါ့နော်ဒီအိမ်တွေကိုတွားပြီးတော့မှအဲ့လိုမျိုးမိကုန်းလေးတွေမေးပြီးတော့မှကျမရေးအခြေအနေလေးတွေပြည်သူကျမရေးအခြေအနေဆိုတော့အဲ့လိုမျိုးလေးကောက်ရတာမရှိရပေါ့ဒါကတော့ပန်းချန်လေးပါဒီအကြောင်းလေးမှာရှိတဲ့ပန်းချန်လေးပေါ့နော်ဒီအပိုင်းကတော့ဘယ်မှတော့မသွားဖြစ်ဘူးနေလဲပူနေရတယ်ပေါ့နော်ပြီးတော့သွားလို့လည်းမရလို့ပါတကယ်ကတော့ပေါ့နော်လက်ချချင်းတွေကိုပြက်လို့မရဘူးသူက fingerprint နဲ့ဆိုတော့လေအဲ့လိုမျိုးလက်ချလည်းတက်ကိုတက်ရမယ်ပုံစံမျိုးဖြစ်တော့လေအကြောင်းလေးမှာပဲနေဖြစ်တယ်ပေါ့နော်ဒါကတော့အကြောင်းလေးမှာအသက်လောက်ထားတဲ့ပန်းချန်လေးအသေးလေးပေါ့နော်မီနီဘတ်ပုံစံမျိုးလေးထူးခြားရှိတာမျိုးတော့မဟုတ်ပေမဲ့ဒီလိုမျိုးလေးခုံလေးနဲ့ပါလေးနေဆိုတော့လေအရင်ကတော့မရှိတော့အဲ့လိုမျိုးနည်းနည်းလေးတော့မျက်စိပြတာတာလေးဖြစ်တယ်ပေါ့နော်သူကအပင်တွေလည်းရိုင်းတော့ထူးခြားတော့မရှိပါဘူးသူကအဲ့လိုနှစ်ချို့ပင်တွေပေါ့နော်ဟိုအရင်က forest type တွေပေါ့နော်အဲ့လိုမျိုးအပင်အကြီးကြီးရှိရလို့ကြောင့်မလို့နေတော့မပူဘူးအေးစစလေးနဲ့တွားလေးနဲ့သူပေါ့နော်အလဲကောင်အကြောင်းရဲ့အလဲမှာရှိနေတာဆိုတော့အဆင်ပြေတယ်ပေါ့အဲ့လိုမျိုးလေးလမ်းလေးလျှောက်တာမျိုးတခြားဟိုစားဥစားဖတ်တာမျိုးလေးပါလေးဆိုတော့အဆင်ပြေတယ်ပေါ့နော်အဲ့ဒါလေးကတော့အရင်တော့မရှိဘူးပေါ့နော်အခုလောလောဆယ်မှာရှိတာဆိုတော့အဲ့ဒါအကြောင်းလေးမှာ ACC လေးနဲ့ကွာနဲ့ကိုအပန်းဖြေလို့ရမယ်နေရာလေးတနေရာပေါ့နော်အရင်တော့မကျဲဘူးဒါပေမဲ့တွက်နေသူတော့နေလို့ပြုလို့ရတယ်ပေါ့နော်၄နာရီဆိုတော့လက်ချားလေးအားလုံးပြီးသွားတယ်ပြီးသွားတော့ပြန်မယ်ပေါ့နော်၄နာရီတကယ်တော့မထိုးပါဘူးတကယ်2နာရီကျော်လောက်နဲ့ဒီနေ့ပြီးသွားတာပေါ့နော်ဒီနေ့တနေ့လုံးလက်ချားလေးပဲထူးခြားခြားဘာမှတော့သိတော့မရှိပါဘူးနောက်ဘလော့တွေမှာပြန်တွေ့ကြ